စာမျက်နှာ1000လောက်ရှိတဲ့ဝိနည်းငါချမ်းပါနော်ဝိနည်းငါချမ်းငါအုပ်သုတ်တန်တွေကနိကေ9ရပ်ထဲမှာအပါဝင်ဖြစ်တဲ့နိကေတစ်ခုလို့ခေါ်တဲ့သုတ်ပေါင်း9000ကျော်ရှိတဲ့အင်္ဂုတ္တရနိကာယဆိုတာသုတ်ပေါင်း9000ကျော်ရှိတယ်အဘိဓမ္မာကိုတော့အထူးဒီထဲမှာပြဋ္ဌာန်းထားတာမရှိဘူးသို့တော့လူလောကလက်တွေ့လိုက်နာကျင့်သုံးမှုမြတ်စွာဘုရားရဲ့နိတိတပွဲဖြစ်တဲ့အဆုံးအမဒေသနာတော်တွေကိုစုဝေးထားတဲ့ဓမ္မပဒဒေသနာတော်ဟာဂါထာပုဒ်ပေါင်း400ကျော်ရှိတယ်အဲ့ဒီ400ကျော်ကိုဖွင့်ဆိုထားတဲ့အထက်ကထာဝတ္ထုတွေမှတ်သားဖွယ်ရာအဖြစ်အပျက်တွေနဲ့မြတ်စွာဘုရားရဲ့ဆုံးမတဲ့သွန်သင်ချက်တွေဓမ္မပဒဆိုအဲ့တော့ဝိနည်းရဲ့အင်္ဂုတ္တရဲ့ဓမ္မပဒဒီကျမ်းတွေဟာမြတ်စွာဘုရားဟောထားတဲ့တရားတွေထဲမှာအခုဒီပရိယတ္တိသာသနာဟိတအသင်းကြီးကပြဋ္ဌာန်းထားတဲ့ဒီကျမ်းတွေဟာလူတွေရဲ့နေ့စဉ်ဘဝနဲ့အနိကဆုံးဆက်သွယ်တဲ့တရားတွေသာဖြစ်တယ်ဝိနည်းငါးကျမ်းကကျမ်းတော်ရဲ့ဘဝနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ဥပဒေတစ်ပွဲဥပဒေလို့ပြောရမယ်မရှိရင်မသိရင်မဖြစ်တဲ့ဘုရားရဲ့ဥပဒေကျမ်းတွေပဲဖြစ်တယ်အဲ့တော့ကိုရင်ဘဝမှာဝိနည်းငါးကျမ်းလည်းသင်လိုက်ရတယ်အကြောင်းအရာလွန်စွာစုံတဲ့ဆွဲဆုံးကျမ်းကြီးတစ်ပွဲဖြစ်တဲ့အင်္ဂုတ္တရနိကေကိုလည်းသင်လိုက်ရတယ်အင်္ဂုတ္တရနိကေဆိုတာစိတ်ဝင်စားကြလွန်ကောင်းအကြောင်းအရာတစ်ခုကိုမူတည်ထားတဲ့အပိုင်းကတစ်ပိုင်းအဲ့ဒါကိုကျမ်းတစ်ကျမ်းလို့ခေါ်ဧကနိဗ္ဗာန်လို့ခေါ်အကြောင်းအရာတစ်ခုစီကြီးပဲသွားတယ်အကြောင်းအရာနှစ်ခုစီကြဒုက္ခနိဗ္ဗာန်အကြောင်းအရာ၃မျိုးကအတ္တိကနိဗ္ဗာန်အကြောင်းအရာ၄မျိုးကြတော့သဒုက္ခနိဗ္ဗာန်ပထမဆဲမှာပြဋ္ဌာန်းတာအကြောင်းအရာ၅မျိုးကြတော့ပိစကနိဗ္ဗာန်အကြောင်းအရာ6မျိုးကသက္ကနိဗ္ဗာန်အကြောင်းအရာ9မျိုးကတတ္တကနိဗ္ဗာန်ဒုတိယဆင်းလောက်မှာပြဋ္ဌာန်းတာအကြောင်းအရာ10မျိုးကအထက်ကနိဗ္ဗာန်9မျိုးကနဝက10မျိုးကတတ္တက17မျိုးကြတော့ဧကတတ္တကဒါကိုအင်္ဂုတ္တ17ချမ်းလို့ခေါ်တယ်နော်ဆွဲဆုံးကျမ်းကြီးနဲ့အလားတန်တူတယ်ဘုရားဟောထားတဲ့အကြောင်းအရာတစ်ခုစီကအစုလိုက်2ခုစီ3ခုစီ4ခုစီဒီလိုဟောမဲ့မြတ်ဗုဒ္ဓပေါ်ယုံကြည်ချက်ခိုင်မာတဲ့ပုဂ္ဂိုလ်10